ဝူခုံးဟာနှစ်ပေါင်း900တိုင်ပိတ်လောင်ခံထားရသူပါအခုတော့ဒီယဟန်ကသူ့ရဲ့တစိမ့်ခန့်နှိမ့်မှုကိုဖျက်ဆီးပေးလိုက်ပါပြီနောက်ဆုံးတော့သူလွတ်လပ်သွားခဲ့ပါပြီသူဟာယဟန်ကိုမရက်မနာလှောင်ပြောင်ရင်းသူ့ရဲ့ရိုင်းဆိုင်တဲ့မူလဗီဇအတိုင်းပြုမှုပါတော့တဲ့ဗုဒ္ဓရဲ့လက်ဖွားအောက်ကနေသူတကယ်ပဲလွတ်မြောက်သွားခဲ့ပြီပေါ့ဒါပေမဲ့ယဟန်ကစကားတခုံးပြောလိုက်ပါတယ်သူဟာဗုဒ္ဓရဲ့ထိန်းချုပ်မှုအောက်ကနေတကယ်တမ်းမလွတ်မြောက်သေးဘူးဆိုတဲ့အကြောင်းပါဒီစကားကိုကြားလိုက်ရတဲ့အခါမြောက်မင်းဟာဒေါသအကြီးအကျယ်ထွက်သွားပါတယ်သူဟာဗုဒ္ဓကိုမုန်းတယ်လို့ဗုဒ္ဓကိုယုံကြည်သူအလုံးကိုလည်းမုန်းတီးသူပါဒါပေမဲ့ယဟန်ကလက်အုပ်ချပြီးဗုဒ္ဓစီကိုတရားထက်သန်စွာနဲ့တုတ်တော်တွေကိုရွတ်ဖက်နေပါတယ်။မြောင်မင်းကသူ့ရဲ့လက်တွေကိုအောက်ချဖို့အော်ဟစ်လိုက်ပေမဲ့ယဟန်ကတော့လက်မတင်မလို့တည်ငြိမ်နေသေးပါဒေါသအမျက်ချောင်းချောင်းထွက်သွားတဲ့ဝူခုံးဟာယဟန်ရဲ့စပင်တွေကိုဆွဲနှုတ်ပစ်ပါတော့တယ်။ယဟန်ဟာတီးမခံနိုင်တော့အောင်နာကျင်နေပေမဲ့လက်အုပ်ကိုဆက်ချီထားပြီးတုတ်တော်တွေကိုထပ်မံရွတ်ဖက်နေခဲ့ပါတယ်။ဒီမြင်ကွင်းကမြောင်မင်းကိုအဆုံးစွန်အထိစိတ်ပေါက်ကွဲသွားစေပြီးယဟန်ကိုအဲ့ဒီနေရာမှာတင်တက်ပစ်ဖို့ပြင်ဆင်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမိစ္ဆာအမဲလိုက်သမား3ယောက်ပေါ်လာပြီးမြောင်မင်းရဲ့အာယုံကိုဆွဲဆောင်သွားပါတယ်။သူ့ရဲ့တင်းငယ်တဲ့အရွယ်စားကိုမြင်တော့သူတို့ကဝူခုံးကိုလုံးဝအထင်သေးသွားကြတယ်။သူ့ရဲ့အရက်အမောင်းကိုလှောင်ပြောင်ရင်းဘသူကအရင်ဆုံးနှိမ်နှင်းမလဲဆိုတာတောင်ငင်းခုန်နေကြပါသေးတယ်။ဒါကိုသူတို့မကြခင်မှာပဲခါခါတီးတီးနောင်တရကြတော့မှာပါ။မြောက်မင်းဟာထိမ့်မနိုင်သိမ့်မရဒေါသထွက်သွားပါတယ်။နောက်တစ်စက္ကန့်မှာပဲသူဟာအရှိန်နဲ့ပြေးထွက်သွားပြီးမျက်တောင်တစ်ခတ်အတွင်းသူတို့တွေကတယောက်ကိုအပြက်ရှင်းလိုက်ပါတယ်။ကျန်တဲ့2ယောက်ကတော့သူဟာတာမန်ရန်သူမဟုတ်မှန်းနောက်ဆုံးမှာသဘောပေါက်သွားကြပါပြီ။စပင်းဖြူအဖိုးအိုကသူ့ရဲ့မော်ပညာတွေကိုချက်ချင်းထုတ်သုံးလိုက်ပေမဲ့မြောက်မင်းအပေါ်မှာတော့လုံးဝသုံးမဝင်ခဲ့ပါဘူး။အဖိုးအိုကသူ့ကိုလှုပ်ခနဲခုံအုပ်လိုက်တဲ့အချိန်မှာမြောက်မင်းကလေထဲကိုခုန်တက်ပြီးတစ်ချက်တည်းနဲ့အဝေးကိုကန်ထုတ်လိုက်ပါတယ်။အမဲလိုက်သမားတရဟာလက်ချောင်းလေးတွေကိုခါထုတ်လိုက်တဲ့အခါသူ့ရဲ့ဓာတ်ဟာအလွန်ကြီးမားတဲ့အရွယ်အစားအဖြစ်ပြောင်းလဲသွားပြီးဝူကုန်းစီကိုပစ်လိုက်ပါတယ်။ဝူခုံးကဓာတ်သွားကိုရှောင်လိုက်ပြီးဓာတ်ရိုးကိုလှမ်းဖမ်းလိုက်ပေမဲ့ဓာတ်ရဲ့အရှိန်ကြောင့်ကောင်းကင်ဘုံကိုဆွဲခေါ်သွားခြင်းခံလိုက်ရပါတယ်။အမဲလိုက်သမားဟာသူ့ရဲ့ပြန်လွှားဓာတ်အလုံးကိုတပြိုင်နက်ဆင့်ခေါ်လိုက်ပြီးရေတွက်လို့မရတဲ့ဓာတ်သွားတွေဟာလေထဲမှာဝဲပြန်ရင်းသူ့ကိုတိုက်ခိုက်နေပါတယ်။တဖြည်းဖြည်းနဲ့မြောက်မင်းဟာအရေးနှိမ့်လာပါတယ်။ဒါကြောင့်သူဟာရွှေတုပ်ကိုချက်ချင်းဆင့်ခေါ်လိုက်ပြီးဓာတ်သွားအလုံးကိုလွယ်လွယ်ကူကူပဲရိုက်ထုတ်ပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမဲလိုက်သမားဟာဓာတ်သွားအလုံးကိုဓာကြီးတစ်လက်အဖြစ်ပေါင်းစည်းလိုက်ပြီးမြောက်မင်းကိုထိုးဆိုင်လိုက်ပါတော့တယ်။